안녕하세요, 여러분. 오늘은 2일차 데이트입니다. 지내하러 데이트 하자러, 안녕하자러 제로 가수래 하우 때나, 디니하자러 감수래 하우 때마 피바래. 감수래 리베가 누가 바고 별하래 솔루시엔ဒီဒါကတော့တရုတ်စာပေါ့နော်တရုတ်စာမသိလည်းရပါတယ်ချယ်တော့ဂျပန်စာသင်တာမဟုတ်ပါဘူးဂျပန်စာဆိုရင်တော့ဒီဟန်ဂျာလေးကိုရေးတတ်ရမှာပဲเนาะဒီကိုရီးယားစာမှာဆိုလို့ရှိရင်တော့ဟန်ဂျာရေးတတ်စရာမလိုဘူးဒီတိုင်းသူ့ရဲ့အဓိပ္ပာယ်ဒီအဓိပ္ပာယ်ကိုပဲသိရင်ရတယ်ရပါတော့ကျွန်တော်ဒီ come ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုရင်ခံစားချက်အတွေးဆိုတဲ့အဓိပ္ပာယ်ရပါတော့ 느낌 ဆိုတဲ့ခံစားချက်생각ဆိုတဲ့အတွေးကိုပြောတာပါအဲဒါကြောင့်ဒီလိုမျိုးအဓိပ္ပာယ်နှစ်ခုချယ်လို့သုံးလို့ရတယ်ရပါတော့အဲဒါကြောင့်မလို့ဒီဟာကိုချယ်လို့တစ်ချက်ကြည့်မယ်감ဆိုတာကကြတော့ 느낌 ခံစားချက်အတွေးကိုပြောတာကြတော့ဒီမှာဆိုလို့ရှိရင်အခုဒီ 감 နဲ့သက်သက်တဲ့ meaning လေးတွေထည့်ပေးထားရပေါ့နော်အဲဒါကြောင့်မလို့အခုဒီမှာ 감정 ဆိုလို့ရှိရင်ဘာကိုပြောရလဲဆိုရင်သူ့ရဲ့စိတ်ခံစားချက်ကိုပြောချင်တာရပါတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကိုယ့်ရဲ့ဒီခံစားရတဲ့ feeling စိတ်ခံစားချက်ကိုပြောရဲဆိုရင် 감정 ကိုသုံးတယ်ပြီးရင်နောက်တစ်ခုက 감각 ကကြတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်တခုခုခံစားရတဲ့အာယုံဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါဒီမှာပါတဲ့ gag ဆိုတာကကိုယ့်ရဲ့ sense ဆိုတဲ့အာယုံခံစားချက်ကိုပြောချင်တာဥပမာအားဖြင့်ခြေတို့ဒီရှိကလို့ပြောရဲဆိုလို့ရှိရင်အမြင်အာယုံကိုပြောချင်တာပေါ့နော်သူကကြတော့ဒါမှမဟုတ်ပဲねထုံးကဆိုလို့ရှိရင်အကြအာယုံဟုတ်ပါနော်မီကဆိုလို့ရှိရင်အရသာခံတဲ့အာယုံဒီလိုအာယုံတွေကိုပြောတာဖြစ်ပါတယ်ဒီ gag ဆိုတဲ့စကားကအဲကြတော့ calm ဆိုတာခံစားချက် gag ဆိုတာအာယုံခံစားချက်အာယုံကိုပေါင်းလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအာယုံကြောတွေကခံစားရတဲ့ခံစားချက်လည်းသုံးလို့ရတယ်လို့စိတ်ထဲမှာခံစားရတဲ့ခံစားချက်အနေနဲ့လည်းသုံးလို့ရတယ်ရပါနော်အဲဒါကြောင့်မလို့감정ဆိုတာကကြတော့ကိုယ့်ရဲ့စိတ်ထဲကနေထွက်လာတဲ့စိတ်ခံစားချက်감각ကကြတော့အဲ့လို sense အပိုင်းပေါ့ရပါနော်ဥပမာအားဖြင့်အနုပညာဘက်မှာဆိုလို့ရှိရင်တော့감각이 좋아요လို့ပြောတယ်အဲဆိုလို့ရှိရင်သူကတော့အနုပညာဘက်မှာပါရမီပါတယ်အနုပညာဘက်မှာ sense ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်နော်အဲ့ဘက်မှာဘယ်လိုပြောအရည်အချင်းရှိရဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်အဲဒါကြောင့်မလို့အဲ့လိုသုံးလို့ရတယ်ပြီးပြီဆိုရင်နောက်တစ်ခုက감동ဆိုတာကကြတော့ဒီမှာစိတ်လှုပ်ရှားတယ်လို့တော့ရေးထားတာပါတကယ်တမ်းကျလို့ရှိရင် 감동을 받다လို့အတူတူတွဲပြီးတော့သုံးတာပေါ့နော်အဲကြတော့စိတ်လှုပ်ရှားမှုကိုကိုယ်ကခံစားရတာပြောချင်တာကတခုခုကို긴장ဆိုပြီးတော့အဲ့လိုစိတ်လှုပ်ရှားမှုဖြစ်တဲ့ 긴장ကိုပြောချင်တာမဟုတ်ပါဘူး။ तू ကဘာကိုပြောချင်တာလဲဆိုရင်တစုံတစ်ယောက်ကကိုယ့်အပေါ်မှာကောင်းတဲ့အတွက်ကြောင့်ကိုယ့်အပေါ်မှာကောင်းတဲ့ကိစ္စတစ်ခုခုရှိလို့ကိုယ်ကစိတ်ထဲမှာတုန်လှုပ်သွား touch ဖြစ်သွားတာပေါ့နော်။အဲ့လိုမျိုးဝမ်းနဲ့ဝမ်းသာဖြစ်တဲ့ဒီလိုခံစားချက်ကို 감동 လို့ပြောပါတယ်။အဲကြောင့်မလို့ 감동을 받다 ဆိုပြီးတော့ခြေတို့အတွဲလိုက်သုံးလို့ရတယ်။ဥပမာအဖြစ်အဖေကကိုလိုချင်တဲ့လက်ဆောင်ကိုမွေးနေ့မှာ surprise တိုက်ပြီးဝယ်ပေးရဆိုလို့ရှိရင်လည်းကိုကစိတ်ထဲမှာမထင်မှတ်ထားပဲနဲ့လက်ဆောင်ရတဲ့ခါကျတော့ 감동을 받다 အဲ့လိုမျိုးသုံးလို့ရတယ်နော်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကကြတော့ 감사다 တော့여러분 알고 있는 거잖아요ဟုတ်တယ်မလားသူကကြတော့ကျေးဇူးတင်နေဆိုတဲ့အဓိပ္ပာယ်အဲကြတော့ 감사해요 감사합니다 ပြောတဲ့ကျေးဇူးတင်တာကိုပြောချင်တာဒါမှမဟုတ်ဒီမှာပါတဲ့ 감 ဆိုတာလည်းစိတ်ခံစားချက်သူကစိတ်ထဲကနေကျေးဇူးတင်နေဆိုတဲ့အဓိပ္ပာယ်ပြီးရင်နောက်တစ်ခုကကြတော့ 감상 ခံစားချက်ပါညာပေါ့နော်အဲကြတော့ 감상 ဆိုတာကိုယ့်ရဲ့အတွေးလည်းပြောလို့တော့ရတယ်ဒါပေမဲ့ဒီမှာကျတော့တေးဂီတာတို့အနုပညာတွေကိုခံစားရတယ်လို့ပြောတာဒါမှမဟုတ်အဲ့ဒါကြောင့်မလို့ 감상 ခံစားခြင်းပြီးရင်နောက်တစ်ခုကကျတော့독후감 독ဆိုတာဖတ်တာပါခုဆိုတာပြီးပြီဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဖတ်ပြီးတဲ့နောက်မှာရှိတဲ့ခံစားချက်အဲ့ဒါကြောင့်မလို့စာတွေပါတွေဖတ်ပြီးတဲ့နောက်မှာကိုကဒီစာကိုဖတ်ခြင်းအပြင်ရားလိုက်တဲ့စိတ်ခံစားချက်ကိုဒီ독후감이라고 합니다. စာအုပ်တွေဖတ်ပြီးတော့ရားလိုက်တဲ့ခံစားချက်ကို독후감이라고 합니다. ပြီးရင်နောက်တစ်ခုက사용감 사용ဆိုတာကအသုံးပြုတာ감ဆိုတာကခံစားချက်အသုံးပြုရတဲ့ခံစားချက်ဆိုတော့ပစ္စည်းတစ်ခုကိုအသုံးပြုလိုက်တဲ့အချိန်မှာသုံးလိုက်တဲ့ခံစားချက်ကကောင်းမကောင်းကိုကပြောချင်တယ်ဆိုရင်ဒါကိုသုံးလို့ရပါတယ်။ဥပမာအားဖြင့် 사용감이 좋다. ကျတော့အသုံးပြုလို့ကောင်းနေဆိုတဲ့အဓိပ္ပာယ်သုံးရတာအဆင်ပြေတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာအားဖြင့်ခြေတို့ဒီတိုနာပဲဖြစ်ဖြစ်ပေါ့နော် cosmetic တခုခု skin care တခုခုလိမ်လိုက်တယ်ဆိုလို့ရှိရင်လိမ်ပြီးရဲ့နောက်မှာကိုကကောင်းတဲ့ဒီလိုခံစားချက်ရှိရဥပမာအဲ့လိုစီးလည်းမစီကပ်ဘူးကိုယ်နဲ့ကြိုက်တယ်ဆိုရင်사용감이 좋아요လို့ပြောလို့ရတယ်
ရမယ်နော်ပြီးရင်နောက်တစ်ခုကကျတော့ဆိုးကမ်းဆိုတာစိတ်ခံစားချက်ကိုပြောတာပါဥပမာအပြင်ချေတို့ဒီစုပေပွဲတွေဘာတွေမှာဆိုလို့ရှိရင်ဆိုးကမ်းမိုင်းစမေကျူစေရောနေအခုခံစားရတဲ့နေရဲ့စိတ်ခံစားချက်ကိုပြောပြပါဆိုပြီးတော့ချေတို့တုံးလို့ရတယ်ရမယ်နော်အဲဒါကြောင့်မလို့ဆိုးကမ်းဆိုတာကကိုယ့်ရဲ့လက်ရှိအခုခံစားရတဲ့စိတ်ခံစားချက်များတော့အဖြစ်စုရတာပဲဖြစ်ဖြစ်ပြိုင်ပွဲမှာအနိုင်ရတာပဲဖြစ်ဖြစ်အဲ့ချိန်ကြလို့ရှိရင်နေရဲ့စိတ်ခံစားချက်ကိုပြောပြပါလို့ပြောတဲ့ချိန်မှာတုံးတာများတယ်ရမယ်နော်အများအားဖြင့်တုံးတာကိုပြောပြတာနော်ပြီးရင်နောက်တစ်ခုကကြတော့ you ဒီမှာလဲ come ဆိုတာခံစားချက်ကိုပြောတာပါ you ဆိုတာကကြတော့တစ်ခုခုကိုဘယ်လိုပြောမလဲမကောင်းတဲ့ဖက်ပေါ့သူကကြတော့စိတ်မကောင်းဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲကြတော့ you ကမိသားဆိုလို့ရှိရင်စိတ်မကောင်းဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်သုံးလို့ရပါတယ်သူ့ရဲ့နောက်ကနေပြီးတော့ဤသားပေါင်းပြီးတော့သုံးလို့ရပါတယ်စကားပြောတယ်ဆိုလို့ရှိရင် you ကမိသားပေါ့စိတ်မကောင်းဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဟိုမှာအပြင်မကောင်းတဲ့သတင်းတကူကိုပြောရတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လည်းစိတ်မကောင်းဖြစ်ပါတယ်ယူကမိမိသားကြားရလို့ယူကမိမိသားစိတ်မကောင်းဖြစ်ပါတယ်ဆိုပြီးတော့ပြောလို့ရတယ်ဟုတ်ပါနော်ပြီးဆိုလို့ရှိရင်နောက်တစ်ခုက brew ခွဲ come ဆိုတာခံစားချက်ပါ brew ခွဲဆိုတာじゃဒီမှာじゃတော့တခုခုကဘယ်လိုပြောမလဲမနစ်မြို့ဘူးဆိုတဲ့အဓိပ္ပာယ်စိတ်တိုင်းမကြဘူးဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့စိတ်တိုင်းမကြတဲ့ဒီလိုခံစားချက်ကို brew ခွဲ come နေတာကိုဖတ်နေတာတခုခုကြောင့်မလို့ကိုကစိတ်အနှောက်အယှက်ဖြစ်သွားတာစိတ်တတိကအောက်ဖြစ်သွားတယ်ဆိုတဲ့အဲ့လိုခံစားချက်ကိုပြောတာပြီးရင်နောက်တစ်ခုကခါမီချွတ်တာဆိုတာကောင်းတာခမ်ဆိုတာကခုနပြောတဲ့ကိုယ့်ရဲ့ဒီခံစားချက်အဲ့မလို့အတွေးကျတော့ကိုယ့်စီမှာကောင်းတဲ့ခံစားချက်ရှိရဲဆိုတဲ့အဓိပ္ပာယ်အဲ့ကျတော့ဒီမှာကျတော့ဘယ်လိုလဲဆိုတော့တခါလေကြအဲ့လိုရှိရမလားဒီနေ့ကတော့ကောင်းတဲ့ကိစ္စတွေဖြစ်မယ်ဆိုတဲ့ဒီလိုခံစားချက်ရှိရမလားအဲ့အချိန်မှာခါမီချွတ်ပါလို့ပြောလို့ရတယ်ဥပမာအပြင်စာမွေးသွားဖြေမှာဆောင်းမဖြစ်မဲ့ရက်မှာဒီနေ့ကတော့ငါကြက်ထားတဲ့မိကုန်းတွေပဲပါမယ်လို့တော့ငါစိတ်ထဲမှာထင်နေတယ်အဲ့လိုမျိုးတစ်ခါလေအဲ့လိုရှိရမလားအဲကြတော့ကိုယ့်ရဲ့ဒီ distance ပေါ့နော်မတိစိတ်ကကိုယ်ပြောနေတဲ့ဟာတွေပေါ့အဲကြတော့ခါမီချွတ်သားဆိုလို့ရှိရင်ဒီကောင်းတဲ့ကိစ္စဖြစ်မယ်ဆိုတဲ့ခံစားချက်ရှိနေတယ်ကောင်းတဲ့ခံစားချက်ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပဲနော်နာယူခြင်းခါမီချွာဆိုလို့ရှိရင်ငါကောင်းတဲ့ဒီ feeling ရှိရပေါ့ခံစားချက်ရှိရတကူကူကောင်းတဲ့ကိစ္စဖြစ်မယ်အဲ့လိုမျိုးနေရာမှာလေ share လို့သုံးလို့ရတယ်ရမယ်နော်အဲကြောင့်မလို့이렇게 감နဲ့ပတ်သက်တဲ့ meaning တွေကိုချယ်တို့ဒီမှာဒီနေ့ဒီ2မှာပြောလိုက်ပါတယ်အဲကြတော့ဒီဗီဒီယိုလေးတွေကိုထပ်ခါကြည့်ရဆိုလို့ရှိရင်တော့မှတ်မိမှာပါနော်အဲကြတော့ကြက်တယ်ဆိုလို့ရှိရင်မမှတ်မိပါဘူးအဲကြောင့်တက်နိုင်ဆုံးဒီလိုလေးတွေခွဲပြီးတော့မှတ်တဲ့အလေးချင်းကို여러분 해야 합니다ရမယ်နော်အဲကြောင့်မလို့နောက်ထပ်ချယ်တို့ဒီ3ဗီဒီယိုမှာပြန်ပြီးတော့ချယ်တို့တခြား meaning တစ်လေးတွေကိုပြန်ပြီးတော့ကြည့်မယ်ရမယ်နော်여러분 그러면 안녕